ပထမဦးဆုံးအနေနဲ့ပေါ့နော်သမီးအခုလိုမျိုးအောင်မြင်မှုရတဲ့အခါမှာယင်းနေကနေပြီးတော့ပြောပြမတတ်လောက်အောင်အရင်ကိုပျော်နေပါတယ်အရင်လည်းကျေးဇူးတင်ပါတယ်သမီးဒီလိုမျိုးစူးရတယ်ဆိုတာလည်းသမီးအရင်တော်လို့တက်လို့မဟုတ်ပါဘူးသမီးကိုချစ်တဲ့ပရိသတ်အယောက်ချင်းစီတိုင်းရဲ့ကြိုးစားအားထုတ်မှုကြောင့်သမီးဒီရလက်ကိုရတာဖြစ်ပါတယ်အဲဒါကြောင့်မို့လို့သမီးဘက်ကနေပြီးတော့ဒီကျေးဇူးတွေကိုတော့တယောက်ချင်းစီတော့မဆက်နိုင်ဘူးဒါပေမဲ့သူတို့ဒီနေရာထိတွန်းပို့ပေးရဖြစ်တဲ့အတွက်ကြောင့်မို့လို့သမီးကျေးဇူးဆက်တဲ့အနေနဲ့မိဘမဲ့ကလေးတွေမတန်ဆွမ်းတွေပြီးကြလို့ရှိရင်ဖះเจ้าလေးမှာအလူတွေအများကြီးလုပ်ပါမယ်အလူတွေလည်းလုပ်ချင်ပါတယ်ပြီးကြလို့ရှိရင်သမီးကဒီအိမ်ဒီနှစ်ကြလို့ရှိရင်အိမ်ရတယ်ပေါ့နော်အိမ်ရတဲ့အခါကျတော့သမီးဒီအိမ်ဟာဆိုလို့ရှိရင်လည်းသမီးအမေဟာဆိုလို့ရှိရင်လည်းကျမကြီးမကောင်းတဲ့လူဖြစ်တယ်ကျမကြီးမကောင်းတဲ့လူဖြစ်တဲ့အတွက်ကြောင့်မို့လို့အမေလိုမျိုးကျမကြီးမကောင်းတဲ့သူတွေရန်ကုန်မှာနေဖို့အခက်အခဲရှိတဲ့သူတွေအတွက်အများနဲ့တကားဖွင့်ထားပါတယ်လာခဲ့ပါလို့ပြောချင်ပါတယ်အခုလိုမျိုးပေါ့နော်ဗလဲဒီလိုမျိုးမြန်မာ idol ဒီတချင်းပြိုင်ပွဲပဲဖြစ်ဖြစ်ဝင်ပြိုင်မယ်ဆိုလို့ရှိရင်ပထမအဆုံးအနေနဲ့စိတ်ဓာတ်ကိုပြင်ဆင်ထားပါစိတ်ကိုအမြဲတမ်းငြိမ်အောင်ထားပါဘယ်လိုမျိုးပဲလာလုံးဝကြောက်ရွံ့ခြင်းမရှိဘဲနဲ့စိတ်ကိုငြိမ်အောင်ထားပြီးတော့ဆရာဆရာမတွေသင်ပေးတဲ့အရာကိုကောင်းကောင်းနားထောင်ပါလိုက်နာပါပြီးကြလို့ရှိရင်ဗလဲအမြဲတမ်းငြိမ်သက်ခြင်းရအောင်အမြဲတမ်းဖျားသခင်စီမှာဆုတောင်းပါလို့ပြောချင်ပါတယ်အခုကကျတော့အမှုပညာလမ်းမှာရှောက်သွားနေရဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီအမှုပညာလမ်းကိုပဲပထမဦးစားပေးချင်ပါတယ်ပြီးတော့လူငယ်တွေအတွက်ပေါ့နော်သမီးဒီဘယ်လိုပြောမလဲသမီးလှုပ်ချင်တဲ့အရာလေးတွေပဲအဓိကထားပြီးတော့လှုပ်ချင်ပါသေးတယ်အခြားအရာတော့အများကြီးအခုချိန်မှာတော့ထွေထူးတော့မရှိပါဘူးသမီးရောအခုလိုမျိုးအားပေးတဲ့ပရိသတ်ရုပ်ရှင်စီတိုင်းအားလုံးကိုအရင်ကျေးဇူးတင်ပါတယ်သမီးဒီထက်မကအမှုပညာလမ်းကိုဒီထက်မကကျန်းတန်းပြီးတော့ခက်ခဲမှာဖြစ်ပါတယ်ဆက်လက်ပြီးတော့အားပေးကြပါသမီးဘက်ကလည်းအကောင်းဆုံးစူးစမ်းသွားပါမယ်လို့ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်